အင်္ဂလိပ်စာကိုဘယ်လိုသင်ရမလဲဘယ်မှာသင်ရမလဲလို့စဉ်းစားနေပြီဆိုရင်ကဲဒီမှာကြည့် Starfish Education NEAS Australia အသိအမှတ်ပြု Starfish Education ဆိုတာရှိတယ်အသက်3နှစ်ကနေအသက်40 50အရွယ်ထိကြိုက်တဲ့အသက်အရွယ်မရွေးသင်တဲ့ပုံစံပေါင်းမျိုးစုံနဲ့သင်ကြားပေးနေတယ် Okay ဟောဒီမှာကြည့်ဒီမှာဒါဆိုရင်ဒါကားပါကင်ဆိုတဲ့အကျယ်ကြီးပဲအစီးရေများများပေါ့နော်အစီးရေ90နည်းနည်းတော့များသွားပြီတဲ့90လောက်တော့မဆန့်ဘူးဆိုတော့အစီးရေများများပေါ့ဗျာအစီးရေများများဒါရက်လို့ရတယ်ဒီဘက်ချမ်းနေရောဒီဘက်ချမ်းနေရောဟိုဘက်ချမ်းနေရောကြိုက်တဲ့လောက်ရက်လို့ရတယ်နော်ကဲဒီနောက်ကတော့ဒါ living room area ပေါ့နော်ကလေးကျောင်းပို့ကျောင်းကျိုးဒါအုတ်ထင်းသူတွေညမှာပန်းဖြေလို့ရတယ်အဲကွန်ကလည်းနှလုံးရှိတဲ့အတွက်ကြောင့်မလို့အေးနေတာပဲတန်းခွဲသစ်ဘာညာစုံစီနှစ်ပါသိကျင်လို့ရှင်ဒီမှာမေးလို့ရတယ်ဒါကျောင်းရဲ့ reception ကျောင်းအပ်မှာပဲဖြစ်စေသင်တန်းအကျောင်းနဲ့ပတ်သက်ပြီးတော့စုံစမ်းနေတာပဲဖြစ်စေ Starfish staff တွေကပိတ်ရမရှိပေါ့နော်ဝန်ဆောင်မှုပေးနေပါတယ်ဆိုတော့ဒီမှာတခါတည်းသင်တန်းစုံစမ်းရင်းနဲ့ကျောင်းအပ်လို့ရတယ်ဟောကျောင်းက2ထပ်ရှိတယ်အပေါ်ထပ်လည်းရှိသေးတယ်ဆိုတော့လိုက်ကြည့်လိုက်အောင်ဒါကတော့ကျောင်းရဲ့ဒါ library area ပေါ့နော်ကဲဒီလိုမျိုး level လိုက်စာအုပ်လေးတွေကိုလည်းဒါအသီးသီးပေါ့နော်ဒါ level အသီးသီးစာအုပ်တွေကိုဒါရွေးဖတ်လို့ရတယ်ဒီနေရာမှာထိုင်ပြီးဖတ်လို့ရတယ်လို့အိမ်ကိုလည်းငှားပြီးတော့ဒါဖတ်လို့ရတယ်ပေါ့နော်အိမ်မှာအလကားဖုန်းပို့နေမယ်ဆိုတာဒါဒီလိုမျိုးအင်္ဂလိပ်စာအုပ်လေးတွေကိုဒါဖတ်ပြီးလေ့လာလို့ရှိရင်တော့ကိုယ့်ရဲ့အင်္ဂလိပ်စာ level တိုးတက်ဖို့ဒါအများကြီးအထောက်အကူပြုတာပေါ့နော်တခုတော့ရှိတယ်ငှားပေးရင်တော့ပြန်အပ်ရမယ်နော်ဒါကတော့ upper intermediate class တခုပေါ့နော်ဒါ upper intermediate မှာသင်ကြားနေတဲ့ facility အပြည့်နဲ့သင်ကြားနေတဲ့ attendant ပေါ့နော်ဒါစာသင်နေရဆိုတော့ကျွန်တော်အများကြီးမပြောတော့ဘူးနော်ဒါကတော့ elementary level ဒါသူတို့တယောက်နဲ့တယောက်မိတ်ဆက်နေတယ် introduce လုပ်တယ်ပေါ့ဗျာဒါအခုဒါအတန်းတက်မှာဒါတယောက်နဲ့တယောက်ဒါ speaking practice လုပ်နေရပါတော့တယောက်နဲ့တယောက်လည်းပိုရင်းနှီးသွားတာပေါ့အဲ့လိုမျိုးလေးသူတို့ speaking practice လုပ်နေဒါကြည့်လိုက်အောင်ဒါကတော့ Janlana Summer Program ရဲ့ဒါ music class ပေါ့နော်ဒီလိုနေရာဒီမှာကလေးတွေကိုအင်္ဂလိပ်စာအပြင်ဒီ music arts and craft ဇုံမားတွေကိုလည်းဒါ Starfish မှာသင်ကြားပေးနေတယ်ဒါကြောင့်မို့လို့နေရာဒီမှာကလေးတွေကိုအိမ်မှာပဲအလကားမထားနဲ့ပေါ့နော်ဒီလိုမျိုးအတန်းလေးတွေမှာ join ပြီးတော့သင်လို့ရတယ်ဆိုတာကိုဒါပြောပြတာ Okay သင်လိုက်အောင်မယ်ဒါကတော့ online ကနေဆင်ဒါအင်္ဂလိပ်စာသင်ကြားနေရဖြစ်ပါတယ်ကိုကအကြောင်းမျိုးမျိုးကြောင့် in person မတက်နိုင်ဘူးဆိုလို့ရှိရင်ဒါ online ကနေလည်းအင်္ဂလိပ်စာသင်ကြားလို့ရပါတယ်ကျောင်းလာပြီး in person တက်လို့အဆင်မပြေဘူးဆိုရင် online ရှိသေးတယ် online ကနေသွားသင်တကယ်လို့ online မှာအဆင်မပြေဘူးဆိုလို့ရှိရင် app တွေရှိသေးတယ်အသက်3နှစ်ကနေ5နှစ်အရွယ်ကလေးတွေအတွက်ဒါ latest star app ရှိတယ် grade 1ကနေ grade 12ထိဒါကျောင်းသားကျောင်းသူတွေအတွက် Starfish Academy app ဆိုတာရှိသေးတယ်ကြိုက်တဲ့ပုံစံနဲ့ကြိုက်သလိုသင်လို့ရတယ်အသက်3နှစ်ကနေအသက်40 50ဒါတက်ကြီးပိုင်းအရွယ်တွေထိဒါသင်လို့ရတယ်ဆိုတော့ဒီလောက်ပဲဟိုရှူတယ်မပြီးသေးဘူးလေမပြီးလို့မရတော့နွေရသည်ဓာကြီးဝတ်ထားတော်တော်ပူနေပြီဒီလိုကတော့ဒုက္ခ